အားလုံးပဲမင်္ဂလာပါအမှန်နက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ကဒီ cryptocurrency exchange အသစ်တစ်ခုအကြောင်းပေါ့နော် bybit.com ဆိုတဲ့ကျွန်တော်တို့ဒီ cryptocurrency exchange အသစ်တစ်ခုအကြောင်းကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ကမ္ဘာနံပါတ်1အဆင့်ရှိတဲ့ cryptocurrency exchange ပေါ့နော်ဆိုတော့နံပါတ်2လို့ပြောပြီးဆိုရင်ကျွန်တော်နံပါတ်1ကဘာလဲဆိုတာကိုသိဖို့လိုမှာပေါ့ဆိုတော့နံပါတ်1ကကျွန်တော်တို့ဒါ binance.com နော် binance ကလည်းကျွန်တော်တို့ခုနပြောတဲ့ cryptocurrency exchange ပဲအခုကျွန်တော်ပြောမဲ့ Bybit ကလည်း cryptocurrency exchange ပဲနော်ဒါပေမဲ့သူတို့နှစ်ခုကပိုင်နဲ့လူလည်းမတူဘူး company လည်းမတူဘူးနော်ဒီကောင်ကနံပါတ်1ဒီကောင်ကနံပါတ်2ကမ္ဘာနံပါတ်1ရဲ့နံပါတ်2ရဲ့ပေါ့နော်ကျွန်တော်မှာဒီနှစ်ခုစလုံးရဲ့ account တွေရှိတယ်နော်ဆိုတော့ဒီမှာလည်းကျွန်တော် account ရှိတယ်နော်ဒီကောင်ကိုကျွန်တော်အရင်ဝင်လိုက်မယ်အဲ့တော့ဒီအောင်အရင်ကျွန်တော် login ဝင်လိုက်မယ်ဒီဟာကတော့ကျွန်တော်ရဲ့ Binance account နော် Binance account ဒီဟာက Binance account ကျွန်တော်ရဲ့ Binance account ပြီးရင်ဒီဟာကြတော့ကျွန်တော်အခု login ဝင်လိုက်မယ်ဒါကျွန်တော်ရဲ့Bybit account ပေါ့ bybit.com account နော်နှစ်ခုစလုံးကျွန်တော်မှာရှိတယ်ကျွန်တော်ဖုန်းကနေပြီးတော့ multi factor on ထားလို့မလို့ကျွန်တော်ဖုန်းကနေပေါ်တဲ့ကုတ်နံပါတ်ကိုပြန်ရိုက်ထည့်ရမယ်ဒီမှာ147397ဆိုတဲ့ကုတ်ကိုရိုက်ထည့်လိုက်တဲ့အခါမှာအထဲကိုဝင်သွားနော်ဆိုတော့ဟုတ်ပြီဆိုတော့ဒီကောင်က cryptocurrency exchange တွေပေါ့နော်နှစ်ခုစလုံးအတူတူပဲဒါပေမဲ့ဒီကောင်ကကမ္ဘာနံပါတ်2အဆင့်ရှိတယ်ဒါကကမ္ဘာနံပါတ်1အဆင့်ရှိတယ်ဆိုတော့ကျွန်တော်တို့ cryptocurrency လို့ပြောရင်နော် cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တင်ခဲ့ဘူးတဲ့ YouTube channel တွေအများကြီးရှိတယ် YouTube channel ထဲမှာဗီဒီယိုတွေအများကြီးရှိတယ်အဲ့ဒါတွေကိုပြန်ကြည့်လို့ရတယ်ကျွန်တော်အဲ့လောက်အကြာကြီးမပြောတော့ဘူးဒီဗီဒီယိုအရင်ရှေ့မှာဆိုလို့ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ပြောချင်တာပါလဲဆိုတော့ cryptocurrency ဆိုတာဘာလဲနော်ဘာလဲဆိုတာထက်ပေါ့နော်ဘာလဲဆိုတာတော့ခုနဗီဒီယိုမှာပြန်ကြည့်လို့ရပြီအဲ့တော့ဒီမှာကျွန်တော်တို့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာကိုကပတ်စံစုကျင်တယ်နော်ပတ်စံစုကျင်တယ်နော်ဒေါ်လာနဲ့ပတ်စံစုကျင်တယ်နော်ဆိုလို့ရှိရင်ဒီလိုမျိုး website တွေကိုသုံးပြီးတော့ပတ်စံဘယ်လိုစုလို့ရလဲဆိုတာကိုပြောပြမယ်နော်ပတ်စံစုရတဲ့နေရာမှာ saving account လိုမျိုးအတိုးပါရသေးတယ်အတိုးရတဲ့ပုံစံမျိုးနဲ့ပတ်စံစုလို့ရတယ်ဒီ Binance မှာရောဒီ Bybit မှာရောနော်ဆိုတော့သူကဘာလဲဆိုတော့ကိုကလစာတစ်ခုရတယ်နော်ကိုကလောက်လစာ10သိန်းရတယ်15သိန်းရတယ်သိန်း20ရတယ်ကိုရတဲ့လစာပုံမှာလာတိုင်းဘလောက်ကိုတော့ဖြစ်ငါကဒီလိုမျိုးဒီကျွန်တော် crypto မှာထည့်ပြီးတော့စုမယ်ဆိုတာကိုဆုံးဖြတ်ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာဒီလိုမျိုး site တွေမှာကျွန်တော် account ဖွင့်ပေါ့နော် account ဖွင့်ရတယ်ဖွင့်ပြီးကျွန်တော် account ဖွင့်ရုံနဲ့မရသေးဘူးဒီ site နှစ်ခုစလုံးမှာကျွန်တော် account ဖွင့်ပြီးပါရင်လောက်ရတဲ့အဆင့်တစ်ခုရှိတယ်အဲ့ဒါ KYC လို့ခေါ်တယ် Know Your Customer ဆိုတဲ့ကျွန်တော်တို့ KYC အောင်လုပ်ရတယ်ဆိုတာရှိတယ်နော်ဆိုတော့ KYC အောင်လည်းဆိုတာဘာလဲဆိုတော့ကျွန်တော်တို့က Know Your Customer သူတို့အနေနဲ့ကို customer ဘာလို့လဲဆိုတာကိုသိဖို့လိုတယ်နော်ကို customer ဘယ်နိုင်ငံကလဲ passport နံပါတ်ကဘယ်လောက်လဲစသဖြင့် Know Your Customer ဆိုတဲ့အဆင့်ကိုအောင်ဖို့လိုတယ်အဲ့ဒီအောင်မှဒီထဲပတ်စံထည့်လို့ရတယ်နော်ဆိုတော့ကျွန်တော်က Binance မှာရော Bybit မှာရော KYC အောင်ထားပြီးသား customer တယောက်ပါနော်ဆိုတော့ဒီမှာဆိုကျွန်တော်တို့ကအဲ့လို KYC အောင်ဖို့အတွက် KYC ရှောက်ရတယ် KYC ရှောက်တယ်ဆိုရင်ဘာလို့လဲဆို passport လို့ passport ရဲ့အရှိစာမျက်နှာမှာကိုဓာတ်ပုံပါတဲ့စာမျက်နှာကိုဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးတော့ upload နှိပ်ပြီးတော့တင်ရတယ် KYC တင်ရတယ်တင်ပြီးပါလို့ရှိရင်တို့ကအတီးပြုတ်ဖို့အတွက်ကိုခဏစောင့်ရတယ်စောင့်ပြီးတော့အတီးပြုတ်သွားပြီဆိုလို့ရှိရင်ဒီလိုမျိုးအစိမ်းလေးနဲ့ပေါ်လာတယ် verify ဆိုပြီးတော့ဒီအဆင့်ကကျွန်တော် verify အဆင့်ကကျွန်တော်passport တင်တဲ့အဆင့်နော်
ပြီးရင် verify အဆင့်နဲ့ပဲကိုကနေမယ်ဆိုရင်နေလို့ရတယ်ဒါပေမဲ့အဲ့ထက်ပိုပြီးတော့လုတ်ပိုင်ခွင့်တွေအဲ့ထက်ပိုများတဲ့ပတ်စံတွေထည့်ခြင်းနဲ့ထုတ်ခြင်းနဲ့ဆိုလို့ရှိရင်ကြတော့ verify plus ဆိုတာကိုထပ်ပြီးတော့ရှောက်ရတယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့လိပ်စာ proof of address ခေါ်တယ်ကိုဒီမှာတကယ်နေထိုင်ကြောင်းထောက်ခံဟိုတက်တည်ပြဖို့အတွက်ကိုပေါ့နော်ဒီကိုအိမ်လိပ်စာပါတဲ့ကိုတကယ်နေတဲ့အိမ်လိပ်စာနဲ့ကိုနာမည်ဖြစ်ရမယ်ကိုနာမည်ဆိုတာဒီမှာဖွင့်ထားတဲ့အကောင့်ရဲ့နာမည်ပေါ့နော်အဲ့တော့အဲ့ဒီကိုနာမည်ဖြစ်ရမယ်ကိုလိပ်စာပါရမယ်အဲ့လိုမျိုးစာရွက်တစ်ရွက်ကိုသူတို့ရှိကိုတင်ရတယ်ဥပမာမီတာခဖြစ်ဖြစ်အင်တာနက်ဘေးဆောင်ထားတဲ့စာရွက်ဖြစ်ဖြစ်အဲ့လိုမျိုးလိပ်စာကိုအတည်ပြုဖို့အတွက်ကိုဒီလိပ်စာကိုလာတဲ့ဒီကျွန်တော်တို့အင်တာနက်ဘေးပေါ့နော်ကျွန်တော်ကတော့အင်တာနက်ဘေးနဲ့လုပ်ထားတာကျွန်တော်အိမ်လိပ်စာပါတဲ့အင်တာနက်ဘေးစာရွက်ကိုကျွန်တော် PDF file နဲ့ upload တင်ရတယ်အဲ့လိုတင်လို့ရှိရင်ကျွန်တော်တို့ဒါ level 2သဘောမျိုးပေါ့နော်ဒီ verify plus ဆိုတဲ့အဆင့်ကိုအောင်သွားတယ်အဲ့တော့ verify plus အဆင့်အောင်သွားဆိုရင် verify နဲ့ verify plus မှာကွာခြားချက်တွေရှိတယ် verify မှာထည့်ခွင့်ထုတ်ခွင့်ရှိတဲ့ငွေကြေးပမာဏနဲ့ verify plus မှာထည့်ခွင့်ထုတ်ခွင့်ရှိတဲ့ငွေကြေးပမာဏမတူတော့ဘူးเนาะဆိုတော့အဲ့လိုပဲတူပဲဒီ Binance မှာလိုပဲဒီမှာလည်းအဲ့လိုပဲဒီမှာဆိုရင်ဒီကောင်တော့ standard ရဲ့ advanced ဆိုပြီးဖြစ်တယ်ဒီမှာကျတော့ကျွန်တော်တို့က verify နဲ့ verify plus ဆိုပြီးပြောတာတူပဲအမြင့်ဆုံးအောင်နိုင်တဲ့အဆင့်အထိအောင်လုပ်ထားတာပိုကောင်းတယ်နော်အဲ့တော့ဒီမှာကျွန်တော်နှစ်ခုစလုံးကျွန်တော် KYC အောင်ပြီးသွားပြီနော်အောင်ပြီးသွားပြီအဲ့တော့ခုနကကျွန်တော်ပြောတဲ့ဒီပတ်စံစုတယ်ဆိုတာဘယ်လိုစုလဲဆိုတာဆက်ပြောမယ်ပတ်စံဘယ်လိုစုလဲဆိုတာကျွန်တော်ဗာလဲဆိုတော့ဒီမှာဒီ currency exchange တွေမှာဘာပါလဲဆိုတော့ဒီ P2P trade လုပ်တယ်ဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ point to point trade เนาะသဘောကဘာလဲဆိုတော့ရောင်းတဲ့သူနဲ့ဝယ်တဲ့လူအချင်းချင်းကြားထဲမှာချက်ချင်းဝယ်လို့ရောင်းလို့ရတဲ့ဟာတစ်ခုကိုကျွန်တော် P2P လို့ခေါ်တယ်သဘောကဘာလဲဆိုတော့ဒီမှာဆိုရင်ကိုက currency တစ်ခုကိုဝယ်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာเนาะ buy crypto ဆိုတဲ့ခလုပ်ရှိတယ်ဒီမှာလည်းအဲ့လိုပဲဒီမှာဆိုလည်းအဲ့လိုပဲဒီမှာဒီမှာ cash in ရှိတယ်နော်ဒီမှာ cash in ဒီမှာ trade ထဲမှာကျွန်တော် P2P ဆိုတာရှိတယ်ဒီမှာနော်ဆိုတော့ဒီမှာလည်းအဲ့လိုပဲဒီမှာလည်းအဲ့လိုပဲဒီမှာ trade ထဲမှာ P2P ဆိုတာရှိတယ်trade ထဲမှာဒီမှာsorry buy crypto မှာ P2P ဆိုတာရှိတယ်နော်ဆိုတော့အဲ့ထဲကိုသွားလိုက်လို့ရှိရင်ကျွန်တော်တို့ကဘာရှိလဲဆိုတော့ဒီကမောစာပေးတို့ AYA ပေးတို့ဒီကျွန်တော်တို့ဖုန်းမှာပေါ့နော်ဒီကျွန်တော်တို့ဖုန်းမှာဒီကမောစာပေးတို့ CB ပေးတို့ AYA ပေးတို့ရှိတယ်အဲ့ဒီပေးမျိုးစုံနဲ့ငွေလွှဲပြီးတော့ဒီမှာပြထားတဲ့လူတွေရှိရနေပြီးတော့ USDT ကိုဝယ်လို့ရတယ်နော်အဲ့တော့ဒီမှာကြည့်လိုက်ဒါကလူနာမည်ဒီမှာရွှေစံအိမ်ဆိုတဲ့လူရှိကနေဝယ်ရင်1 USDT ကို4430နဲ့ဝယ်လို့ရတယ်သူ့ကိုပတ်စံပေးမဲ့နီးလန်းတွေက KBZ ပေးတို့ Wave ပေးတို့နဲ့ပေးလို့ရတယ်နော်အဲ့လိုဟာမျိုးဒီမှာဆိုရတနာဆိုတဲ့လူပန်းဤငိမ့်နဲ့ဒီမှာဆိုရင် Evolve MM ဆိုတဲ့ exchange ရှိတယ်ဒါကရောင်းတဲ့လူတွေကိုကဝယ်မဲ့လူဆိုတော့ဒီထဲကိုဝင်ပြီးတော့ကိုကဝယ်လို့ရတယ်ဝယ်ပြီးသွားရင်ဝယ်လိုက်တဲ့ပတ်စံက USDT coin အနေနဲ့ကိုယ့်ရဲ့ account ထဲကိုဝင်လာမယ်ဝင်လာပြီဆိုရင်ဒီဟာမျိုးတွေ့ရမယ်ဒီဟာမျိုးတွေ့ရမယ်ဆိုတော့ဒီမှာကျွန်တော်ဝယ်ထားတဲ့ဟာနော်ဆိုတော့ကိုယ့်ထဲကိုဝယ်လိုက်တဲ့ပတ်စံက USDT အနေနဲ့ဝင်သွားမယ်နော်ဆိုတော့ USDT ဆိုတာက American Dollar နဲ့တန်ဖိုးတူတဲ့ coin ပေါ့နော် coin လို့မြင်ထားလိုက်ပါဒါပေမဲ့ဟိုလက်နဲ့ထိတွေ့ကင်တွယ်လို့မရတဲ့ငွေကြေးတစ်ခုပေါ့1 USDT က1 USD နဲ့တန်ဖိုးတူတယ်အဲ့လိုတန်ဖိုးတူအောင်လဲသူတို့ကလောက်ထားတယ်ဆိုတော့အဲ့လိုမျိုးကိုကရလာပြီခုနလိုမျိုးဒီ P2P ကနေနေတစ်ဆင့်ဒီ K Pay တို့ Wave Pay တို့ AYA Pay တို့နဲ့ဝယ်လိုက်ပြီးတဲ့အချိန်မှာကိုယ့်ထဲကိုဝယ်လိုက်တဲ့
USD က USDT အနေနဲ့ဝင်လာတယ်ဥပမာကိုကဒီမှာ4489ကျပ်နဲ့ Evolveဆိုတဲ့လူရှိကနေပြီးတော့10သိန်းဘိုးဝယ်တယ်ပဲထားအဲ့ဒါဆိုရင်ဟိုဘာဖြစ်ဘယ်လောက်ရမလဲအဲ့ရမယ်amount ကရမယ်ငွေကြေးတစ်ခုကကိုယ့်ရဲ့အကောင့်တွေကိုဒီလိုမျိုးဝင်လာမယ်ဒီလိုမျိုးဝင်လာတယ်ဝင်လာတယ်ဆိုတော့ဝင်လာပြီးရင်အဲ့ဒါကိုကျွန်တော်တို့ကဒါကဒီထဲမှာထားတာပဲရှိသေးတယ်ဒီထဲကနေအတိုးမရသေးဘူးဆိုတော့အတိုးရအောင်လုပ်တဲ့နည်းရှိတယ်ကျွန်တော်တို့ဘဏ်ဒီမှာငွေစုရင်အတိုးရတယ်လို့ပဲဒီမှာလည်းအတိုးရအောင်ငွေစုလို့ရတဲ့နည်းတွေရှိတယ်အဲ့ဒါကိုကျွန်တော်ဘာခေါ်လဲဆိုတော့ earn လို့ခေါ်တယ် earn ဆိုတာ earn နော်Binance earn ရှိတယ် Bybit earn ရှိတယ်အဲ့ earn ဆိုတဲ့ထဲမှာတွားပြီးတော့ကိုရှိမှရှိတဲ့ပတ်စံကိုခုနက cryptocurrency ပတ်စံကိုတွားပြီးတော့ထည့်ထား stake လို့ခေါ်တယ်ဒီပတ်စံကိုတွားပြီးတော့အပ်ထားတဲ့သဘောမျိုးထည့်ထားတဲ့သဘောမျိုး staking လုပ်တယ်လို့ခေါ်တယ်ဆိုတော့အဲ့လို stake လုပ်လို့ရှိရင် stake လုပ်ခြင်းအပြင်ကျွန်တော်တို့ကအတိုးရတယ်ဆိုတော့ဒီမှာဆိုကျွန်တော်ဒီမှာ staking မှာ earn account ထဲမှာဒီဟာကိုကျွန်တော်ထည့်ထားတယ်နော်ထည့်ထားတော့မှာကျွန်တော်ဒါထပ်ပြီးတော့ထည့်လို့ရတယ်ဒါဟို earn stake လို့ရင်ဒါကိုဒါကျတော့ကိုထည့်ထားတဲ့ဟာကို earn stake ကနေ earn stake တော့ပြန်ထုတ်တာပေါ့နော်ဒါကျတော့ထည့်ထားရင်ကျွန်တော်တို့ကဒီမှာဒါကတော့လောလောဆယ်ကတော့နဲပေးတာပေါ့နော်နဲပေးတယ်ဒါပေမဲ့လာစဉ်ကိုကထည့်သွားမယ်ဆိုလို့ရှိရင်ဒီမှာဒီထဲမှာကိုကတစ်နှစ်ထားမယ်နော်ဒီထဲမှာကိုကတစ်နှစ်ထားမယ်ဒီ earn account ထဲမှာ earn account ထဲမှာဒီကိုရဲ့ဒီရှိနေတဲ့ပတ်စံကိုလာစဉ်ထည့်သွားမယ်ဆိုလို့ရှိရင်အခုထက်များလာမယ်ဥပမာကိုကလာစဉ်ဒီထဲကိုဒေါ်လာ90ထည့်တယ်ပဲထားနော်10လဆိုလို့ရှိရင်ကျွန်တော်တို့900အဲ့လိုပေါ့နော်ထည့်သွားလို့ရတယ်ထည့်သွားရင်တစ်နှစ်မှာကိုရလာမယ်အတိုး percentage ကကျွန်တော်တို့11% ရှိတယ်နော်ဆိုတော့ဥပမာဆိုလို့ရှိရင်တွက်ကြည့်အောင်နော်ဆိုတော့ဥပမာဒေါ်လာ900ထည့်ထားတယ်ဆိုလို့ရှိရင်ဒေါ်လာ900ကို17%ရတယ်ဆိုလို့ရှိရင်$55တစ်နှစ်ဒီထဲမှာ900ကိုပြစ်ထားလိုက်တယ်ဆိုရင်တစ်နှစ်ပြည့်တဲ့အချိန်မှာ900ကနေပြီးတော့955ဖြစ်သွားမယ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့လိုသဘောမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အတိုးရအောင်ငွေစုလို့ရတယ်ဒီ cryptocurrency exchange တွေဖြစ်တယ်နော် Bybit ကော Binance ကောဒါပေမဲ့ Bybit ကတော့နည်းနည်းလေး risk ပိုများတယ်လို့ထင်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ personal opinion ပေါ့ဆိုတော့ကမ္ဘာနံပါတ်2ဖြစ်တဲ့အတွက်ဒီ Binance တော့လည်းနာမည်မကြီးတဲ့အတွက်နည်းနည်းလေး risk ပိုများလိမ့်မယ်ဒါပေမဲ့ဒါ at your own risk ပေါ့နော်ဒါ crypto လုပ်ပြီဆိုမှတော့ risk ကတော့အနည်းနဲ့အများရှိတာပဲဆိုတော့အဲ့တော့ဘာခလုတ်ဘာခလုတ်ကိုပဲနှိမ့်တေချာစာဖတ်ပြီးတော့မှနှိမ့်တင်တယ်ခုနလို earn account တွေကိုထည့်ထားမယ်ငွေ amount ကကိုအဆုံးရှုံးခံနိုင်တဲ့ငွေ amount ပဲဖြစ်တဲ့တယ်ဆိုတော့ခုနပြောသလိုနော်ဒီမှာကိုဝယ်မဲ့ amount ခုနကျွန်တော်ဒီကနေပြီးတော့ဒီ P2P ကနေပြီးတော့ဝယ်မဲ့ amount ကလည်းကိုအဆုံးရှုံးခံနိုင်တဲ့ငွေပမာဏပဲဖြစ်ရတယ်ဆိုတော့ဥပမာကိုကတစ်လကို30လစာရလို့9သိန်းလောက်နော်9သိန်းပိုးလောက်ဒီ USDT ဝယ်ထားလိုက်တာကကိုယ့်အတွက်အန္တရာယ်မရှိဘူးဆုံးရှုံးသွားလဲကိုယ့်အတွက်အန္တရာယ်မရှိဘူးဆိုတော့ငွေ amount ကိုပဲဒီထဲမှာထည့်တင်တယ်ခုနလိုအတိုးရတယ်အတိုးက955ဖြစ်သွားမှာကိုပဲမြင်လို့တော့မရဘူးဒါပေမဲ့ဆုံးရှုံးနိုင်ခြေရှိတယ်ဆိုလိုတာကဒီ cryptocurrency exchange ကနောက်နှစ်တွေမှာဘယ်လောက်ထိရှိနေအောင်မလဲဆိုတာမသိဘူးတကယ်လို့ဒီယာကြီးကပိတ်သွားပါပြီတဲ့မရှိတော့ပါဘူးတဲ့ကိုကတခြားမှာလဲအဲ့ဒီထဲဟာတွေကိုထုတ်မထားမိဘူးဆိုရင်အဲ့မှာရှိတဲ့ကိုဟာတွေအကုန်လုံးကကုန်သွားမှာပါသွားမှာ
ဆိုတော့အဲ့လိုမဖြစ်အောင်လုပ်တဲ့နည်းနဲ့ရှိတယ် hardware software ပတ်စံ8တွေနဲ့သိမ်းလို့ရတယ်နော်ဆိုတော့ hardware wallet ဆိုတာအဓိကကျွန်တော်ပြောနေတာ hardware wallet ပေါ့နော်ဒီ ledger ဆိုတဲ့ ledger ဆိုတဲ့ company ကထုတ်တဲ့ hardware wallet တွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ခုနကပြောတဲ့ဒီမှာတွေ့ရမယ်ဒီ amount တွေပေါ့နော်ဒီ amount တွေကိုပတ်စံ8ထဲကိုထည့်သိမ်းထားသလိုမျိုးသိမ်းထားလို့ရတယ်ဒီမှာဆိုရင် ledger flex hardware wallet ဆိုတာဒီမှာ ledger flex ဆိုတဲ့ ledger ဆိုတဲ့ company ကထုတ်တဲ့ဒီ cryptocurrency ထည့်သိမ်းလို့ရတဲ့ပတ်စံ8လိုမျိုးသုံးတဲ့ set တွေပေါ့နော် set တွေပေါ့ဟို hardware wallet လို့ခေါ်တယ်ဆိုတော့အဲ့မှာဒီမှာဒီဟာလေးပေါ့ဒီဟာလေးပေါ့ဆိုတော့ကိုကဒီမှာအဲ့လိုမျိုးခုနလိုမျိုးလုံရင်းနဲ့ပတ်စံတွေဒီမှာများလာပြီနော်ဒေါ်လာ400 500 9000 6000ဖြစ်လာပြီအဲ့ဒါကိုကစိတ်မချတော့ဘူးဒီမှာထားတာစိတ်မချတော့ဘူးအဲ့ဒါဆိုလို့ရှိရင်ကိုကဒီကနေတစ်ဆင့်ကျွန်တော်တို့က withdraw ဆိုပြီးတော့နော်ဒီမှာ withdraw လုပ်လို့ရတယ်ဒီမှာ withdraw ဆိုပြီးတော့အဲ့ withdraw ဆိုပြီးတော့ကိုယ့်ရဲ့ဒီပတ်စံ8ထဲကိုဖုန်းကနေတစ်ဆင့်ချိတ်ပြီးတော့ bluetooth နဲ့ခုနကဒီထဲကရှိတဲ့ပတ်စံတွေကိုအဲ့ဒီပတ်စံ8လိုမျိုးသုံးလို့ရတဲ့ဒီဆက်လေးတွေကိုဖုန်းနဲ့ချိတ်ပြီးတော့ bluetooth ကနေပြီးတော့ secure ဖြစ်နေ secure ဖြစ်တဲ့နီးလန်းနဲ့ transfer လုပ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီထဲမှာမရှိတော့ဘူးဆိုလိုတာကဗျာဒီထဲမှာတော့ကိုအတိုးယူထားတဲ့ဟာလောက်ပဲထားအများကြီးမထားနဲ့ကိုမှခုနလိုမျိုးကိုမှဒေါ်လာ9000ရှိတယ်ဒီထဲမှာဒါပေမဲ့4500ကိုဒီလိုမျိုး wallet ထဲမှာရွှေ့ပြီးတော့တင်ထားဒီထဲမှာကတော့900ပဲထားဘာလို့900ပဲထားလဲဆိုတော့900အဲ့900ကိုဒီမှာအားနဲ့မှာအတိုးရအောင်ထည့်ထားတဲ့ပတ်စံမို့လို့ထုတ်လို့မရလို့အဲ့ဒီ900ပဲထားဒီထဲမှာတော့900ပဲထားဒီအပြင်ကဒီ crypto wallet ထဲမှာတော့4500ကိုလွှဲပြီးတော့အဲ့ wallet ကိုကိုယ့်ဘာနဲ့ကိုသိမ်းထားကိုယ့်ဘာကိုဗီဒီယိုထဲမှာပဲထားဒီမှာထားလူမမြင်တဲ့နေရာမှာထားအဲ့တော့ဒီ wallet ထဲမှာရှိတဲ့4500က hardware လက်နဲ့ကင်လို့ရတဲ့ပစ္စည်းဖြစ်တဲ့အတွက်ဒီထဲမှာရှိတဲ့4500ကဒီထဲမှာမရှိတော့တဲ့အတွက်တကယ်လို့ဒါဒီ Bybit ဒါဒီဝါလီခံသွားရင် Bybit ဒါ crash ဖြစ်သွားရင် Bybit ဆိုတဲ့ company မရှိတော့ဘူးဆိုလို့ရှိရင်ကိုဆုံးရှုံးမဲ့ပမာဏ900ပဲဆုံးရှုံးမှာ4500မဆုံး4500ကဒီထဲမှာရှိနေဆိုတော့ဒီကောင်နဲ့မဆိုင်တော့ဘူးဒီကောင် bank grab ဖြစ်သွားတယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့ risk ကနည်းသွားတယ်အဲ့တော့ crypto နဲ့ပတ်စံရှာကြပါ crypto ကိုအတိုးရအောင်လုပ်ကြပါဒီဟာမျိုးအားနဲ့မှာဒီလိုမျိုးအားနဲ့မှာထည့်ထားပြီးတော့အတိုးရအောင်လုပ်လို့ရတယ်နော် 11% အတိုးရတယ်ဆိုတော့ဒါလေးတွေကိုဒါအထွေထွေဘဟုသုတအနေနဲ့ကျွန်တော်ပြောချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့တခြား cryptocurrency နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလည်း YouTube မှာကြည့်လို့ရပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်